ဒါရုခဏောပမတုတ်တံလို့ဆိုတာမြန်မာလိုရှင်းရှင်းပြောရရင်တစ်တုံးကြီးဥပမာပေးတဲ့တုတ်တံပေါ့ဒီသာကြီးဒါရုခဏောပမတုတ်တံဆိုတာဘာဥပမာပေးတဲ့တုတ်တံတော့တစ်တုံးကြီးဥပမာပေးတဲ့တုတ်တံအဲ့ဒီတစ်တုံးကြီးဘုရားကိုယ်တော်မြတ်ဥပမာပေးပြီးတော့ဟောတဲ့နေရာမှာဥပမာ၈ချက်ကိုဘုရားပြပါဟောအရင်ပထမအစတုန်းကတော့ဘုန်းကြီးခေါ်ခဲ့သလားမပြောတတ်ဘူးတရားပွဲတွေကများနေတော့မှတ်မိတော့ဘူးကဲဆိုးကြည့်စမ်းနောက်ကလက်ချိုးပြီးတော့ဒီဘက်ကမ်းမှာမတင်ရင်ဟိုဘက်ကမ်းမှာမတင်ရင်လူမဆယ်ရင်နတ်မဆယ်ရင်ကုန်းပေါ်မှာမတင်ရင်ရေလေကောင်မှာမမြုပ်ရင်အတွင်းကမပုတ်မဆွေးရင်ဘယ်နှခုခုနှစ်ခုဆိုတစ်ခုပြောင်းဒီဘက်ကမ်းမှာမတင်ရင်ဟိုဘက်ကမ်းမှာမတင်ရင်ရေလေကောင်မှာမမြုပ်ရင်ကုန်းပေါ်မှာမတင်ရင်၄ခုလူမဆယ်ရင်နတ်မဆယ်ရင်ဝဲဆုပ်လို့မမြုပ်ရင်အတွင်းကမပုတ်မဆွေးရင်၄ခုပေါင်းတော့ရှိပါဗျာဘုန်းကြီးကမှားတာနဲ့တူပါရဲ့ကဲဒီလိုလို့မှတ်မိအောင်နောက်ကမှတ်စမ်းပါဒီဘက်ကမ်းမှာမတင်ရင်ဟိုဘက်ကမ်းမှာမတင်ရင်ရေလေကောင်မှာမမြုပ်ရင်ကုန်းပေါ်မှာမတင်ရင်၄ခုနော်ပြေးသားကြီးဘယ်နှခုတော့၄ပါဗျာဒီဘက်ကမ်းမှာမတင်ရင်ဟိုဘက်ကမ်းမှာမတင်ရင်ရေလေကောင်မှာမမြုပ်ရင်ကုန်းပေါ်မှာမတင်ရင်ဘယ်နှခုတော့၄ပါဗျာမှတ်ကြလားဟောနောက်ကပရိသတ်ကြီးကမှတ်ရမှန်မစိုးပါကိုယ်လက်နဲ့ကိုတော့ဒီလိုထမ်းကြပါမှာကဲဒီတစ်ခါပြောပြီးရင်ဘုန်းကြီးနဲ့အတူတူဆိုရမယ်နော်ဒီတစ်ခါမလိုက်နဲ့ဟုတ်ဒီဘက်ကမ်းမှာမတင်ရင်ကိုယ်ဘက်ကမ်းမှာမတင်ရင်ရေလေကောင်းမှာမမြုပ်ရင်ကုန်းပေါ်မှာမတင်ရင်ကဲဆိုစမ်းဘုန်းကြီးနဲ့ပြန်ကြည့်ဒီဘက်ကမ်းမှာမတင်ရင်ဟိုဘက်ကမ်းမှာမတင်ရင်ရေလေကောင်းမှာမမြုပ်ရင်ကုန်းပေါ်မှာမတင်ရင်ကိုင်ခမရတို့ကြီးတစ်ခေါက်သွားစမ်းပါဟန်ကြသွားပြီနောက်၄ခုပြောမယ်နော်လူမဆယ်ရင်နတ်မဆယ်ရင်ဝဲဆုပ်လို့မမြုပ်ရင်အတွင်းကမပုတ်မဆွေးရင်ဘယ်နှခုတော့၄ပါဗျာပြန်ပြောဦးမယ်လူမဆယ်ရင်နတ်မဆယ်ရင်ဝဲဆုပ်လို့မမြုပ်ရင်အတွင်းကမပုတ်မဆွေးရင်ကဲဘုန်းကြီးနဲ့ပြန်လို့ပြောကြည့်စမ်းပါလူမဆယ်ရင်နတ်မဆယ်ရင်ဝဲဆုပ်လို့မမြုပ်ရင်အတွင်းကမပုတ်မဆွေးရင်ကဲခင်ဗျားတို့ကြီးပြန်ပြောစမ်းပါမပုတ်မဆွေးရင်တစ်တုံးကြီးဆိုတော့မသိုးနဲ့ဟုတ်သားပဲမပုတ်မသိုးရင်မလုံလိုက်မပုတ်မဆွေးရင်ကဲရရှစ်ခုပေါင်းပြီးတော့ဘုန်းကြီးတစ်ခေါက်ဆိုပြီးရင်ဘုန်းကြီးနဲ့ပြိဿနဲ့အတူတူဆိုရမယ်နောက်ကမလိုက်ဖဲနဲ့မှတ်ထားအောင်ဒီဘက်ကမ်းမှာမတင်ရင်ဟိုဘက်ကမ်းမှာမတင်ရင်ရေလေကောင်မှာမမြုပ်ရင်ကုန်းပေါ်မှာမတင်ရင်လူမဆယ်ရင်နတ်မဆယ်ရင်ဝဲဆုပ်လို့မမြုပ်ရင်အတွင်းကမပုတ်မဆွေးရင်အသက်မရှိပဲတောက်လျှောက်ပြောတာမှတ်ကောင်းအောင်လို့မောတော့မောတယ်ကဲဒါဖြင့်ကောင်းပြီဘုန်းကြီးနဲ့ပြိဿနဲ့ဗျိုင်သူဆိုပြီးရင်ခမည်းတော်ကြီးတစ်ခေါက်ဆိုရကဲဆိုစမ်းအလုပ်လူနည်းနည်းတော့ကြုံမှားသွားတာလူတွေမြင်တော့လူကစမိတယ်ပါတယ်ဒီဘက်ကမ်းမှာမတင်ရင်ဟိုဘက်ကမ်းမှာမတင်ရင်ရေတွေကောင်းမှမမြုပ်ရင်ကုန်းပေါ်မှာမတင်ရင်လူမဆယ်ရင်နတ်မဆယ်ရင်ဝဲဆုပ်လို့မမြုပ်ရင်အတွင်းကမပုတ်မဆွေးရင်ကဲခင်ဗျားတို့ကြည့်ဆိုသားမှာဒီ
သွားပါပြီအဲ့ဒါမနေ့ဖြင့်ကပရိသတ်ကိုပြန်မေးပြီးတော့ဒီသုတ်တံကိုဘုန်းကြီးဟောမယ်နောက်နှစ်ညကိုလည်းပဲဘုန်းကြီးဝိပဿနာပိုင်းဆံရကိုတရားနာပရိသတ်ကိုရှေ့ပိုင်းမှာဟောပြီးနောက်ပိုင်းမှာဘုန်းကြီးဇတ်ထုတ်ကိုဟောမှာဖြစ်ပါတယ်ဒီကနေ့တော့ဘုန်းကြီးတို့ဒါနအကြောင်းလေးနဲ့ပြောကြအောင်စို့ဒီစာပြန်မွေးကြီးနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးဆရာတော်ဘုရားဥကောသန္လကိုရှောက်ထားကြည့်ဘယ်နဲ့တော့ဘုရားလို့တောင်ငူမျိုးသူဓမ္မပရိယတ်တိစာပြန်မွေးကြီးဒီနှစ်တရားဓမ္မတွေသရတရားအင်အားနဲ့တိုးသလားဆုတ်သလားဘုရားလို့ဘုန်းကြီးရှောက်ကြည့်ဝမ်းမြောက်เสียပဲဘုန်းကြီးကြားရဥဇတိလရေတဲ့အစစအရာရာတိုးတက်မှုပဲရှိတယ်ဆုတ်ယုတ်မှုမရှိပါဘူးစာဖြေတဲ့တန်ဃာများလည်းပဲဒီနှစ်များလာပါတယ်တရားဓမ္မတွေလူကြတန်းကြတဲ့ကိစ္စလည်းပဲဒီနှစ်ပို့ပြီးတော့တိုးတက်လာတယ်ဆိုတာသိရတဲ့ဖြင့်ဘုန်းကြီးတောင်မြို့မှာနှစ်စဉ်နှစ်တိုင်းရောက်ရကြုံနဲ့တယ်စိတ်ချမ်းသာတာကိုသာရဏတော်ကြီးပြုစုတဲ့နေရာမှာဒီလိုတိုးတက်တယ်ဆိုရင်ဘုန်းကြီးတို့စိတ်ချမ်းသာဝမ်းမြောက်ဒါကြောင့်တရားဓမ္မတွေအလှူကြတန်းကြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူတော်ကောင်းတွေပြုတဲ့ဒါန၅မျိုးဒါကိုဘုန်းကြီးရှေ့ပိုင်းကနည်းနည်းလေးပြောပြီးလို့ရှိရင်ဘုရားမှာနှခါဆုံးတဲ့ဇတ်လန်းကိုဘုန်းကြီးစမှာဖြစ်ပါကဲနောက်ကလက်ချိုးပြီးလိုက်ဆိုသမ်းပါတဒါဒါနတက္ကိစ္စဒါနကာလဒါနအနုဂဟိတဒါနအနုပဟိစ္စဒါနဘယ်နှခုတော့ပြန်မှတ်စမ်းနောက်ကမလိုက်ပဲနဲ့တဒါဒါနတက္ကိစ္စဒါနကာလဒါနအနုဂဟိတဒါနအနုပဟိစ္စဒါနနောက်ရက်တွေတော့ဒီလိုလုပ်ပါလေတရားနာလာရင်စာရွက်နဲ့ဖောင်တင်လေးဖြစ်ဖြစ်ခဲတံလေးဖြစ်ဖြစ်ပါလာကြပိုကောင်းဘာလို့ပိုကောင်းမလဲဘုန်းကြီးအမရပူရမြို့မှာတရားနာပြိဿတရားပွဲရာပြည့်တရားပွဲကြီးကျင်းပပြီးသွားပါပြီနတ်လကယုံငန်းနဲ့ဆိုင်ကန်းပတ်လည်းမန္တကြီးထိုးလို့အမရပူရမှာဘုန်းကြီးခေါ်သမျှတရားတွေကိုကာလသားကာလသမီးကျောင်းသားကျောင်းသူအရွယ်လေးတွေဟာတရားပွဲကိုအချီးနှီးမလာကြပဲနဲ့စာအုပ်နဲ့ခဲတံဖောင်တင်ပါလာကြဘုန်းကြီးကအခုလို2ကြိမ်3ကြိမ်ထပ်ပြောတာတွေကိုသူတို့စာအုပ်ထဲမှာရေးအမရပူရမြို့မှာဒီလိုတရားမျိုးပြန်ဟောလို့ဘုန်းကြီးမေ့နေရင်ဟောဘုန်းကြီးကသူတို့ထံကပြန်ယူခဲ့ရဒါကြောင့်တောင်ငူမြို့ကြီးမှာလည်းပဲနှစ်စဉ်နှစ်တိုင်းဆိုသလိုဘုန်းကြီးရောက်ပြီးခေါ်မှာဖြစ်တော့မနေ့ဖြင့်ကစာအုပ်လေးတွေပါလာရင်ပိုကောင်းမယ်ဒီကနေ့တော့ရအောင်ပြောနေလဲရှည်လိမ့်မယ်ပြိဿတဒါဒါနတက္ကိစ္စဒါနကာလဒါနအနုဂဟိတဒါနအနုပဟိစ္စဒါနဘယ်နှမျိုးတော့တဒါဒါနဆိုတာကြီးကြီးလင်းလင်းလှူရမယ်တဲ့အဲ့ဒါသူတော်ကောင်းတွေလှူတဲ့ဒါနမကြီးလင်းရင်ပြိဿကြီးလှူလို့ရပါလှူတဲ့နေရာမှာလှူတဲ့တရားတရားပေါ်မှာလောဘတွေဒေါသတွေမောဟတွေမာနဒိဋ္ဌိဒီတရားတွေခြံရံပြီးတော့နေမယ်ဆိုရင်ပရိသတ်ကြီးလှူနိုင်မှာဒါကြောင့်ကြည်လင်မှလှူလို့ရသဖြင့်တရားဒါနဆိုတာကြီးကြီးလင်းလင်းလှူရမယ်လှူတိုင်းရဲ့တရားမဖြစ်ဘူးဒီတရားကိုဘုန်းကြီးနားလည်အောင်ပြောရမယ်ဆိုရင်တရားတရားသည်တရားစေတသိက်သည်ဘာနဲ့တူတယ်လဲဆိုရင်လေးကျွန်းလုံးကိုလှဲ့တဲ့စัจ जा မင်းကြီးရဲ့ဗရမ ्या ယရနာနဲ့တူတယ်စัจ जा မင်းကြီးရဲ့ဗရမ ्या ယရနာသည်သမုဒ္ဒရာတွေကိုချလိုက်ရင်သမုဒ္ဒရာရေတွေပင်ဘယ်လောက်များတော့လဲကြည်လင်ပြီးတော့မြေကြီးထိအောင်လှမ်းကြည့်လို့မြင်နိုင်ပါတယ်ပြိဿသမုဒ္ဒရာတွေကရေကိုပရိသတ်ကြီးသွားကြည့်စမ်းမှမြေကြီးထိအောင်ဒီတိုင်းမြင်နိုင်မှာမြင်နိုင်ပါဘူးဗျာစัจ जा မင်းရဲ့ဗရမ ्या ယရနာကိုချလိုက်ရင်မြင်ပေဘူးလားကြည်လင်ပြီးတော့မြင်စေနိုင်တယ်ဒီ
ဒီတော့စัจ जा မင်းဗရမ ्या ယရနာဆိုတော့တရားနာပိဋကနဲ့ဘုန်းကြီးတို့နဲ့ဝေးနေပါသေးတယ်ဥပမာကမြင်မှမြင်ဘူးပဲနဲ့ဗရမ ्या ယရနာမြင်ဘူးတဲ့ဥပမာကိုပြကြစို့ဖန်ခွက်ထဲမှာနောက်ကြည့်တဲ့ရေများကိုထည့်ထားအဲ့ဒီနောက်နေတဲ့ဖန်ခွက်ထဲကရေတဲကိုဘုန်းကြီးတို့ဗရဆေးဆိုင်ဖရဆေးဆိုင်မှာရှိတဲ့ခပေါင်းစေတို့ကြောက်ချင်တို့ကိုထည့်လိုက်ခပေါင်းစေကြောက်ချင်ထည့်လိုက်တဲ့အချိန်ခါမှာအနေရီထိုင်ပြီးတော့ရေကိုကြည်လင်ပြီးတော့လာစေတတ်ဒါကြောင့်တရားတရားစီဗရမ ्या ယရနာနဲ့လဲတူတယ်ခပေါင်းစေကြောက်ချင်နဲ့လဲတူပါတယ်ခပေါင်းစေကြောက်ချင်သည်အနေများကိုထိုင်စေတဲ့ကဲ့သို့ဒီတရားတရားစီလောဘဒေါသမောဟမာနဒိဋ္ဌိဆိုတဲ့ဒီအကုသိုလ်တရားတွေအကုသိုလ်အနေတွေကိုထိုင်ပြီးတော့ကြည်လင်စေတတ်တဲ့သဘောတရားနဲ့လှူပါလှူတော့လှူကြတာပဲပြည်သားကြီးလှူတိုင်းတရားတရားဖြစ်တယ်မထင်နဲ့ပြည်သားကြီးလှူတိုင်းတရားတရားဖြစ်ခဲ့လားဖြစ်ပါဘူးဗျာတချို့ကအောင်းမင်းမှာပေါ့ရှင်မယားလှူမှတော့တရားတရားမဖြစ်ပဲလှူပါမလားဗျာမဟုတ်သေးဘူးပြည်သားကဲခင်ဗျားတို့တရားဓမ္မတွေဆိုတာဂရဝါဒဘုကိစ္စအလုတ်ကများအလုတ်ရှုံနေတော့ကိုယဟန်တန်ကဖို့သူတော်မဲသီလဖုံတော်ရာဇကာအစရှိတဲ့ဖြင့်မြည်သည့်ပုဂ္ဂိုလ်ပဲလာလာအလှကံပုဂ္ဂိုလ်ကလာနေပြီကိုကအလုရှုပ်အဲ့ဒီနေရာမှာတရားတရားဖြစ်မဖြစ်လေဆန်းစစ်ပြီးတော့ကြည့်လိုက်ဒုက္ခပါပဲအရေးတဲ့ဓာတွေကလာနေပြန်ပါပြီအိမ်မှာအလုရှုပ်ရတဲ့အထဲအရေးတဲ့ဒီအလှကံတွေကလာနေပြန်ပါပြီဟဲ့မြန်မြန်လုံးလိုက်ကြစမ်းမြန်မြန်သွားပြီးရောဆိုရင်အဲ့ဒါကြီးလင်းရလားပြိဿကြီးကြီးပါဘူးဗျာတရားတစ်ဖြစ်ကြလားပြိဿဖြစ်ပါဘူးဗျာဒါတော့ကြီးကြီးလင်းလင်းလှူပါလှူလို့ရှိရင်ဒါနာတော်ဘောကဝါလှူသဖြင့်ဘဝတန်တရားမှာဆင်းရဲတဲ့အကျိုးတရားကိုခံစားရမလားပြိဿကြီးချမ်းသာတဲ့အကျိုးတရားကိုခံစားရမလားကဲတရားဒါနတစ်မျိုးပြီးစီပေါ့ဗျာလက်ကိစ္စဒါနဆိုတာရိုးရိုးသေးသေးလှူရဘယ်လိုရိုးရိုးသေးသေးလှူရမလဲပကံခွက်ရောက်ဖြစ်တော့စင်ကြယ်စွာဆေးလို့ယဟန်တန်ဃာကိုဆွန်းလောင်းတဲ့အချိန်ခါမှာဖဏကလေးချွတ်ထားခဲ့ဝေးဝေးမှချွတ်ကောင်းမပေါင်းနဲ့ဆေးလိုက်တို့ကြီးပါဇက်မကိုက်နဲ့တချို့တန်ဃာတွေဆုံးကရင်ဆေးလိုက်တို့ကြီးပါဇက်ကိုက်တဲ့တကားတွေကရှိသေးတယ်ကျန်ဒီကံစီပြောပါတယ်တောင်ငူမြို့မဟုတ်ပါရှိတတ်တယ်နော်ခဏဝေးဝေးချွတ်တပတ်လေးပခုံးတင်ပြီးတော့ကြာကြာနာနာရိုးရိုးသေးသေးဆွန်းလောင်းတချို့ခဏမချွတ်ပဲဆွန်းလောင်းတတ်တယ်ပြိဿခင်ဗျားတို့ကတော့အောင်းမေးမှာပေါ့ရှင်မယားခဏမချွတ်ပဲတော့လောင်းမထင်ပါဘူးခင်ဗျမချွတ်တာတဲ့တောင်ဆိုးသေးပြိဿဖဏတော့ညှက်ထားတဲ့ထဲရှို့ထားတဲ့ထဲကချွတ်လိုက်တာပဲပြီးတော့သူ့ချီတော့ဖုံလူးမှဆိုရင်လို့ခေါင်မော်တဲ့နေလောင်းစီးရတဲ့ဆိုသည်ပိုးတောင်မြင့်သွားထူးပါဘူးဗျာစီးလောင်းလိုက်ပါဒါယူမဆိုင်ပုံနေတော့ဝေးဝေးကိုချုပ်ခဲ့စမ်းဒီထက်တချို့မိဘတွေကသံဃာတွေဆုံးခံကြွလာတော့မိုးလေးကတခွဲခွဲဟိုကကြွလာတာဖြင့်တရားနာပိဋကဖဏမပါထီးပလာနဲ့သပိတ်နဲ့ပိုက်ဆွန်းရသူ့သမီးလေးဆွန်းလောင်းမှုထွက်သွားတော့ဘာပြောတော့ကောင်းပါလေတဲ့ဆွန်းလောင်းတာပြီမဲ့နှာစည်းမဲ့တဲ့ခမောက်ဆောင်းသွားဘုန်းကြီးကရုံးလိလာတာတော့အာမနာမှတ်ထားတော့ဒါကြောင့်တရားနာပိဋကဆွန်းလောင်းတဲ့အချိန်ခါမှာတက်သစ္စာရိုးရိုးသေးသေးဖြစ်အောင်လူသားရိုးရိုးသေးသေးဖြစ်အောင်လှူရင်ဘယ်လိုအကျိုးတရားတွေခံစားရမလဲလို့ဆိုတော့ခင်ဗျားတို့လင်မယားရဲ့ဖြစ်ပြီးတော့လာကြတဲ့ကာမတတ္တဝါတွေမှာတက်သစ္စာဒါနအကျိုးကိုပြခင်ဗျားတို့ရှိမှာပေါ့လောကကြီးလင်းနေမရတချို့ပရိသတ်ကြီးဟိုမရစကားကိုလင်ကနားမထောင်ဘူးလားနားမထောင်ရဘူးလားပရိသတ်မရစကားလင်ကနားထောင်ရတော့အပေါင်းအသင်းတွေကပြောတယ်လေကားပါကွာတဲ့ဒီကောင်ကြီးကမိမသိကြောက်တာမိမသိကြောက်တာတဲ့မရစကားနားထောင်တယ်မဟုတ်ဘူးဗျဖျားဟောကျမ်းဂန်နဲ့ကြည့်လိုက်တော့မိမကသက်ကိစ္စဒါနပါလာလို့အဲ့ဒီယောက်ျားကမိမစကားအကုန်လိုက်နာရတယ်ယူလေရတယ်မှန်သွားနော်တရားနာတာအမတ်တမဲ့မနာပါနဲ့
တရားတော်ဆိုဆိုတော့ဘုန်းကြီးတို့ကတော့ရိုက်သွင်းပေးရတချို့ကြတော့မရလို့တဲ့လူကလင့်စကားနားမထောင်ရဘူးလားပြိဿနားထောင်ရတယ်အဲ့ဒါမိမချင်းပြောကြလကားပါအေးတဲ့ဒီကောင်မယောက်ျားသိကြောက်သူလည်းပြောသမျှသူကုံနားထောင်ရတာတဲ့မဟုတ်ဘူးလင်လုံးတဲ့လူကတက်ကိစ္စဒါနပါလို့မရလို့တဲ့လူကနားထောင်ရအဲ့ဒီလင်နဲ့မရနှစ်ယောက်စလုံးနဲ့တက်ကိစ္စဒါနပါရင်လင့်စကားမရနားထောင်တယ်မရစကားလင်နားထောင်တယောက်နဲ့တယောက်ရှေ့သွားနောက်လိုက်အပွင့်တူလို့အိမ်သူဖြစ်တဲ့လင်မရဆိုတော့ဒီအိမ်မှာစိတ်ချမ်းသာကြတာပေါ့နှစ်ယောက်စလုံးတက်ကိစ္စဒါနမပါဘူးဆိုရင်အဲ့ဒီအိမ်တစ်ချက်ချက်မိုးလင်းမျက်နှာမသိရသေးဘူးသတ်ပြီလင်မယားရဖြစ်တော့သားသမီးတွေလည်းကိုယ်ကာယဖြစ်ကုန်ရောဖေးပဲလိုက်ရမှာလို့အမေပဲလိုက်ရမှာလို့အမေကတက်ကိစ္စဒါနပါတော့သားသမီးတွေကအမေစကားပဲနားထောင်တယ်အဖေစကားနားမထောင်ဘူးဒါတရားသဘောမသိဘဲနဲ့ကိုယ်ဒါနကိုနားမလဲရှာတော့အဖေစကားနားထောင်တော့အမေကဘာပြောလို့ညီတို့ကညီတို့အဖေမှာအသက်ရှိတယ်ထင်လားတဲ့အမေစကားနားထောင်ကြတော့အဖေလုံးတဲ့လူကနင်တို့ကငါကြောက်တာမဟုတ်ဘူးတဲ့ဒီခါတော့ရိုက်တတ်ပြင်မယ်နင်တို့အမေစကားမှနားထောင်တာတဲ့မဟုတ်ဘူးအမေတက်ကိစ္စဒါနပါတော့သားသမီးကအမေစကားနားထောင်တယ်အဖေခီးမဆိုင်အဖေတက်ကိစ္စဒါနပါတော့အဖေစကားပဲနားထောင်တယ်အဖေပဲယူသေးတယ်အမေစကားကြတော့ဂရုမဆိုင်နှစ်ယောက်စလုံးတက်ကိစ္စဒါနပါတယ်ဆိုရင်တော့တရားနာပရိသတ်ကြီးမိဘနှစ်ပါးရဲ့အပေါ်မှာအဖေပိုချစ်တယ်မရှိအမေပိုချစ်တယ်မရှိဘေးကများမေးလိုက်ရင်နင်တို့အဖေနဲ့အမေဘယ်သူပိုချစ်သူမလေးအတူတူချစ်တာပဲဖေစကားလည်းနားထောင်တယ်ကျတို့အမေစကားလည်းနားထောင်တယ်အတူတူပဲလို့ဒီလိုပြောတယ်အဲ့ဒါမိဘနှစ်ပါးနှစ်ယောက်စလုံးတက်ကိစ္စဒါနပါလို့တချို့ကြတော့အဖေပိုချစ်တယ်အမေပိုချစ်တယ်ဆိုတဲ့ကိစ္စကြတော့တက်ကိစ္စမညီမျှဘူးအဖေနဲ့အမေရောနှစ်ယောက်စလုံးတက်ကိစ္စဒါနမပါဘူးဆိုရင်တော့ပြီးပြီအဲ့ဒီအိမ်လောင်မီးသာမှတ်တော့မေလို့တဲ့လူကကောင်းပါလေငါခိုင်းတာသွားနော်တွန်းနေဘူးကြုတ်လှုပ်ရှုပ်ဟာအမေစကားလည်းနားမထောင်ဟောကောင်းပါလေဘာအမေပြန်ပြောတာပြန်ပြောဆို तू ကဟုတ်မှာမဟုတ်ခဲနဲ့အဖေစကားလည်းထော်တော်ကန်းလားအမေစကားလည်းထော်တော်ကန်းလားအဲ့ဒီအိမ်ဟာဘယ်သောခါမှအဆင်မပြေဘူးတာတက်ကိစ္စဒါနချုပ်ရင်းကျဲဒါကြောင့်တက်ကိစ္စဒါနပါတယ်ဆိုလို့ရှိရင်ဖြင့်သာသမီနဲ့တကွကြေးကျွန်တွေကစပြီးမိမိတို့ရဲ့စကားကိုနာခံရတာဟာတက်ကိစ္စဒါနရဲ့အကျိုးကရှေ့ကူးလိုက်ကြပါအောင်လို့တရားဒါနတက်ကိစ္စဒါနကာလဒါနကာလဒါနဆိုတာအခါအားလျော်စွာပေါ်တဲ့ဝတ္ထုပစ္စည်းကိုလှူတာကျုပ်ကလည်းဟောရင်နဲ့ဟောပြီးသားကြီးခုမှသိညာတော့မှတ်မဟုတ်ပါဘူးခင်ဗျားတို့ကဒါပတိဟိုးအရင်နှစ်တွေကနေတူတယ်ဒီကနေ့တော့တရားနာပြေးတာဗာတရားဟောမလဲလို့ကိုအေးကလည်းမေးတယ်ဆရာတော်ဥက္ကောတန်လာကလည်းပဲမေးပါတယ်ဘာဟောရမှန်းကိုမသိဘဲနဲ့တက်ဟောလိုက်ရတာပဲကျုပ်တော့ဘာမှကိုစီစဉ်မရှိသေးဘူးဘုရားမနခါဆုံးတယ်ဆိုတဲ့ဇတ်လန်းကတော့ဖြင့်ကျုပ်ရှေ့ပိုင်းနဲ့စထားမှာဖြစ်ပါတယ်ကဲဒီတော့ကောင်းပြီလေရှေ့နဲ့ဆက်လိုက်ကြအောင်ဆိုကာလဒါနဆိုတာအခါအားလျော်စွာဖြစ်ပေါ်တဲ့ဝတ္ထုပစ္စည်းကိုလှူတာအခါအားလျော်စွာဖြစ်ပေါ်တဲ့ဝတ္ထုပစ္စည်းဆိုတာဘာလဲဥမာတစ်ခုပဲစဘာပေါ်ခြင်းစဘာလှူဥပြပြပြီးတော့ဘုန်းကြီးတို့စီပေါ်ခြင်းစီလှူတယ်ပဲပေါ်ခြင်းပဲလှူတယ်နှမ်းပေါ်ခြင်းနှမ်းလှူတယ်နှမ်းပေါ်တဲ့ချိန်မဟုတ်ဘဲနဲ့နှမ်းလှူခြင်းလို့ရမလားပြိဿစဘာဆံပေါ်ခြင်းမဟုတ်ဘဲနဲ့စဘာလှူလို့ရမလားဆိုတော့ခမည်းတော်ကရတယ်လို့တော့ဖြေမှာပေါ့ဒါပတိဥဖြားဖြားအကဖလားဒါနတော့မဖြစ်နိုင်ဒါကြောင့်အခါအားလျော်စွာဖြစ်ပေါ်တဲ့ဒါနကိုကျွတ်တို့ကာလဒါနလို့ခေါ်ပါလေဒီကာလဒါနကိုလှူလိုက်လို့ရှိရင်ဘယ်လိုအကျိုးပေးတွေခံစားရမလဲအခါအားလျော်စွာဖြစ်ပေါ်လာတဲ့ဝတ္ထုပစ္စည်းကိုသုံးစွဲရတဲ့အကျိုးတရားတွေခံစားရမယ်လေမြန်နေပေါ်လာတဲ့ကာလဒါနလှူခဲ့မှလေမြန်စီးနိုင်တယ်တချို့မိသားမစည်းဘူးတာရှိတယ်အခုချိန်ကြီးတထုံမဝဘူးတာရှိတယ်ဖောခရီဖောရှာမဝဘူးတာရှိတယ်အခုချိန်ထိငယ်ငယ်ကနားကိုဝှစ်ချင်ဆင်ကျင်လုံးလို့နားထွန်းပြီးဖောက်ထားတဲ့တချို့မိမငယ်လေးတွေမှာခုချိန်ထိငကမ်းမဝရတာရှိတယ်ခေအားလျော်စွာပေါ်လာတဲ့ဒီအတုံးဆောင်တွေမဝတ်စားရခြင်းဒီကာလဒါနချုပ်ရင်းခဲ့လို့
ဒါကြောင့်ကာလဒါနလူရင်ခါလျော်စွာပေါ်တဲ့ဝတ္ထုပစ္စည်းသုံးဆောင်ရတယ်သုံးခုပြီးသွားပြီနောက်ဘုန်းကြီးတို့အနုဂိတဒါနအနုဂိတဒါနဆိုတာကသာသနာတော်ကြီးကိုကြီးပွားအောင်ချီးမြှောက်တဲ့အလှူဒါနကိုခေါ်တယ်ကျန်ဒီကဥစတိလကိုလှူတယ်ပုဂ္ဂလဒိဋ္ဌံအပြင်ဒီတိုင်းကြီးပုဂ္ဂိုလ်ဆွဲမထားပဲနဲ့သာသနာချီးမြှောက်တဲ့စေတနာပါရဥပမာတစ်ခုဒီစာပြန်မွေးကြီးကိုလှူတယ်စာပြန်မွေးကြီးလှူတယ်ဆိုတဲ့အချိန်ခါမှာလည်းပဲပုဂ္ဂလဒိဋ္ဌံမထားရစာပြန်မွေးကြီးကိုတို့လှူလိုက်တဲ့ဝတ္ထုကျေးငွေပစ္စည်းအသုံးဆောင်တွေနဲ့စာမေးပွဲအောင်မြင်အောင်ကြိုးစားကြရှာတဲ့သံဃာတော်တာမဏေတော်တွေဒီပုဂ္ဂိုလ်တွေဒီတို့လှူတဲ့ဝတ္ထုပစ္စည်းကိုအလှူခံပြီးတော့ဒီသာသနာကြီးကြီးပွားအောင်ဒီစာပြန်မွေးကြီးအောင်မြင်အောင်ကြိုးစားရင်ဖြင့်ဒီသာသနာတော်ကြီးနေလိုလလို့ထွန်းတောက်လာမှာပဲလို့သာသနာတော်ကြီးကြီးပွားတဲ့စိတ်နဲ့လှူရင်တာအနုခိတဒါနချီးမြှောက်တဲ့ဒါနဒီလိုချီးမြှောက်တဲ့ဒါနကိုလှူရင်ဘာတွေသုံးရမလဲကာမဂုဏ်နဲ့သူဘောဂရစိတ်ဓာနမတိလို့ဆိုတော့အာယုံ၅ပါးကာမဂုဏ်တရားနဲ့ပတ်သက်တဲ့လောကီစည်းစိမ်တွေကိုခမည်းတော်မတောင်းမဲနဲ့မိမိဆန္ဒရှိသလိုသုံးစွဲနိုင်တယ်ဒါအနုဘိတဒါနရဲ့အကျိုးနောက်အနုပဟိစ္စဒါနအနုပဟိစ္စဒါနဆိုတာမိမိကိုနှိမ့်ဆက်လှူတဲ့ဒါနသူတစ်ပါးကိုနှိမ့်ဆက်လှူတဲ့ဒါနအဲ့ဒီဒါနမျိုးမလှူရဘူးမိမိကိုလည်းမနှိမ့်ဆက်ဘဲနဲ့သူတစ်ပါးကိုလည်းမနှိမ့်ဆက်ဘဲနဲ့လှူတဲ့ဒါနကိုအနုပဟိစ္စဒါနလို့ဒီလိုခေါ်ပါတယ်တချို့တရားနာပြေးသားကြီးသူများနှိမ့်ဆက်ပြီးတော့လှူတတ်တယ်အဲ့ဒါပဲအချိန်လေးမှသိရတော့ဆိုတော့ကျွတ်တို့တောင်မူမျိုးကြီးတော့မပြောတတ်ဘူးကြံကြီးကံစီပေါ့ဗျာကျွတ်တို့ငယ်ငယ်တုန်းကအခါကြီး၃ခါရှိတည်င်းကျွတ်ဝါဆိုဥတကြံတွင်ဒီအခါကြီး၃ခါကျွတ်တို့ငယ်ငယ်တုန်းကတကြံတွင်ဥပုသ်ဆောင်ရတယ်ကျွတ်တို့တောဒေသတွေမှာမြို့ဒေသတွေတော့တောင်မူတော့မသိဘူးမန္တလေးတကြံတွင်ကျုပ်တရားပွဲအခမ်းမသိလို့နေတရားပွဲဖြတ်လိုက်သွားရင်ဖြင့်ကားတွေတဝုံဝုံနဲ့ကျုပ်တိုးမပေါက်သွားခြင်းနဲ့လမ်းသွားမရလို့မေးကြည့်တော့ဘာဖြစ်ကြတာတော့ကွယ်ရိုးနဲ့ရံများဖြစ်ကြသလားဆိုမဟုတ်ဘူးကြာတဲ့ဝင်းဥကားလာလို့ဥပုသ်ဆောင်မဆောင်တော့မသိဘူးကျွတ်တို့တောဒေသမှာတကြံတွင်ဥပုသ်ဆောင်တဲ့ဝါဆိုဥပုသ်ဆောင်တဲ့တည်င်းကျဥပုသ်ဆောင်တဲ့အဲ့ဒီနေ့ဒီမှာဘယ်တော့မှဥပုသ်မဆောင်တဲ့ညီငယ်နှမငယ်ကာလာသားသမီးလေးတွေမှာဥပုသ်ဆောင်ကြတယ်အဲ့ဒီလိုဥပုသ်ကြောင့်သွားကြတဲ့အချိန်ခါကျတော့သူများနှိမ့်ဆက်လူပုံလေးဘုန်းကြီးပြောအောင်ဒီလိုနမင်းကဥပုသ်ဆောင်လိုက်မှလားအေးလိုက်မှာပေါ့အေးဘိုင်းချက်မှာတို့ကြက်သားချက်တို့ဝက်သားချက်မှာတို့ငါးချက်မှာဘုရားကိုယ်တော်မြတ်နဲ့ကျောင်းကသံဃာတော်ရှင်မြတ်များကကြက်သားဝက်သားနဲ့အမွဲသားနဲ့ငါးနဲ့ဥပုသ်ဆောင်လာကြလို့ဒီလိုမခိုင်းတော်လည်းပဲသူတို့ကအပြိုင်ချစ်ကြအပြိုင်ချစ်လို့မနှက်ဖြင်ကရောက်လာလို့ခင်းရရင်ရဟင်းမရတဲ့နောက်ဆုံးအိမ်ကကြက်ကလေးဂုတ်ချိုးပြီးဥပုသ်ကြောင့်ချက်ထဲသွားကြတယ်ဥပုသ်ဆောင်တယ်ဆိုတာကုသိုလ်မှန်လားပြိဿကြီးကျက်သားရင်းနဲ့လှူတယ်ဆိုတာဒါနကုသိုလ်ပေမဲ့လို့ဒီကုသိုလ်အကြောင်းပြုပြီးတော့ကျမ်းဂန်ဘုရားကိုယ်တော်မြတ်ပြထားတာကလည်းကုသလံဓမ္မပဋိစ္စအကုသလောဓမ္မဥပ္ပစ္စတိကုသလံဓမ္မကုသိုလ်တရားကိုဝါအပြစ်မရှိတာတွေကိုဝါကောင်းစေခြင်းတာကိုပဋိစ္စအကြောင်းပြုပြီးအကုသလောဓမ္မလူလန်းနှစ်သက်မှုမရှိတဲ့အကုသိုလ်တရားအပြစ်နဲ့လည်းကွာအကျိုးပေးတတ်တဲ့တရားတွေဒီဥပ္ပစ္စတိဖြစ်တတ်တယ်ဘုရားကြီးတိုင်းဟောကုသိုလ်အကြောင်းပြုပြီးအကုသိုလ်ဖြစ်တတ်တဲ့ဘိဓတို့ဘိဓကြီးကုသိုလ်အကြောင်းပြုပြီးဘုရားကိုယ်တော်များကဘာဖြစ်တတ်တဲ့တို့အကုသိုလ်ဖြစ်တတ်တဲ့ဒါတော့အဲ့ဒီကုသိုလ်အကြောင်းပြုပြီးအကုသိုလ်မဖြစ်အောင်ကြိုးစားကြအဲ့ဒီလိုသူများအသက်ကိုတတ်ပြီးတော့ကြက်ခုတ်ချိုးပြီးတော့ကြက်သားဟင်းနဲ့ကတ်တဲ့ဒါနမျိုးကိုယ်တိုင်ပယောဂနဲ့တတ်ချင်းသည်သူများနှိမ့်ဆက်လှူတဲ့ဒါနလို့ဒီလိုခေါ်ရတချို့များလူကြီးတန်းကြီးပေးမဲ့ကြံလို့ရှိရင်အိုးဝက်ကအချိန်200ကျော်တောင်းပေးစားကလည်းများတဲ့မဟုတ်လားဖိတ်စာကဘယ်2000ရရမှာတ
ဒါတွေကဘယ်သွားဝယ်လို့ရနိုင်မှမတို့မာဟဲ့ဒီကိစ္စဘာမှမပူနဲ့ငါပြောပြီးသားဟိုကောင်ကြီးအကုန်ရအောင်လုပ်ပေးမတဲ့မင်းလုံးလိုက်တော့ကွာလို့ငါခိုင်းပြီးသားခိုင်းကောင်းသေးလားဗျာဘယ်ကောင်းတော့မလို့ဘိသရဲ့လူတာတော့ဝက်နဲ့ကျွေးမှမွေးမှလူမှတမ်းမှပဲအဲ့ဒါဝက်ရမယ့်နေရာကိုတမင်သက်တဲ့အလှတကကိုယ်တိုင်သွားအပေါ်ခိုင်းပြီးလူတာဟာပန့်တကူမဟုတ်လို့တရားနာပိသအဲ့ဒါသူများနှိမ့်ဆက်လူတဲ့ဒါနာကြီးဖြစ်သွားတယ်ဒီလိုလူနဲ့တဲ့ဘုရားကကဲဒါဖြင့်ကိုနှိမ့်ဆက်လူတယ်ဆိုတာဘာလဲကိုနှိမ့်ဆက်လူတယ်ဆိုတာကလောဘရန်သူကိုနံပါတ်1ထားပြီးတော့ပြောပါကဲတရားနာပိသကြီးတောင်မူမြို့ကပိသကြီးကျုပ်မေးအောင်ခမည်းတော်တွေကျုပ်ရောက်တိုင်းငွေ1000နဲ့ရော့တဲ့တရားဝင်များတူဘူးပါအဲ့ဒါဘာဖြစ်လို့လဲလောဘရန်သူကိုခင်ဗျားတို့ကနိုင်နေတယ်ပြည်သားကြီးဘာရန်သူကိုနိုင်နေတာတော့လောဘရန်သူကိုနိုင်လို့1000ပြည့်မှာဘယ်လောက်လိုသေးတယ်2000ပြည့်မှာဘယ်လောက်လိုသေးတယ်3000ပြည့်မှာဘယ်လောက်လိုသေးတယ်ဆိုရင်ခင်ဗျားတို့8000နဲ့နှိုက်ပြီးဖြည့်ဘူးလားပြည်သားလောဘရန်သူမနိုင်ရင်8000နဲ့နှိုက်နိုင်မှာဩဘုန်းကြီးကလောဘကြီးနေတာပါခုနကလှူပြီးသားတောပါပြီလေဟောလောဘကခုနလှူပြီးသားဆိုတဲ့ကလောဘကပြန်ပြီးတော့သိမ့်ပိုက်ထားတဲ့အိတ်ထောင်တွေကပဲစားလောဘကိုကိုကမနိုင်ဘူးဗราနဲ့လောဘဆိုတာစစ်တိုက်ပြီးတော့လှူရကဲလှူခြင်းလို့အိတ်ထောင်နဲ့တော့နှိုက်လိုက်ပြီခင်ဗျားတို့အိတ်ထောင်နဲ့တော့နှိုက်လိုက်ပြီနှိုက်တာကကြက်တန်လေးတစ်ကြက်လှူမလို့ငါးကြက်တန်လေးလှူမလို့ဒီတဲ့20တန်အစိတ်တန်ကြီးကပါလာတော့လက်မကြီးကတွန်းချနှိုက်တာကသေးနှိုက်တာကြီးပါလာခင်ဗျားတို့ကလက်မကတွန်းချတယ်အောင်းလေးမှာမဟုတ်ဘူးလှူမလို့နှိုက်တာကသရတရားတွန်းချတယ်လက်မလို့ပြောပေးမယ်လို့လောဘကတွန်းချတာဆိုတာအင်မတန်ရှင်းပါအဲ့ဒီလောဘရန်သူကိုအနိုင်တိုက်ပြီးတော့လှူနိုင်ရအဲ့ဒါကိုနှိမ့်ဆက်လှူတာဒီလောဘကြီးများခြံရံပြီးတော့လူနေမယ်ဆိုရင်ဒေါသမောဟမာနဒိဋ္ဌိဓာတ်တွေခြံရံလူမယ်ဆိုရင်တန်တရားမှာခမည်းတော်ကျွတ်သူကအတန်အရှင်းအကျိုးမပေးနိုင်မတတ်မရှင်းမဲ့အကျိုးပေးဒါကြောင့်ကိုလောဘဒေါသမောဟမာနဒိဋ္ဌိဆိုတဲ့တရားတွေခြံရံပြီးတော့မှလှူပဲနဲ့ဒီအတွင်းအစ္ဆတတန်ဓမ္မရှိတဲ့ရန်သူတွေကိုနှိမ်နှင်းပြီးတော့လှူနိုင်တဲ့ဒါနတွေမိမိကိုမနှိမ့်ဆက်ဖဲနဲ့လှူတဲ့ဒါနလို့ဒီလိုခေါ်ရပြည်သားကြီးမိမိကိုနှိမ့်ဆက်အောင်မလားကံမနှိမ့်ဆက်ရင်ဘုန်းကြီးတရားနာလိုက်တဲ့အချိန်ခါမှာအိတ်ထောင်နဲ့နှက်ရင်အစိတ်တံပါအစိတ်တံလှူနိုင်မှာမလားခပ်ပြောပဲလားပြည်သားကြီးခပ်ပြောပဲလားကွက်ကြားဖြစ်သွားနော်တရားကောင်းတဲ့တောင်ငူမြို့ဆိုတော့ဘုန်းကြီးအထူးပြောစရာမလိုပါဘူးနော်ထူးပြောစရာမလိုပါဘူးကံကြီးတော့ကောင်းပြီမိမိကိုလည်းမနှိမ့်ဆက်ဖဲနဲ့သူများကိုလည်းမနှိမ့်ဆက်ဖဲနဲ့လှူတဲ့ဒါနဆိုတာအနုပါဟိစ္စဒါနလို့ခေါ်တယ်အဲ့ဒီအနုပါဟိစ္စဒါနကိုလှူလိုက်မယ်ဆိုရင်တန်တရားတစ်ခွင်ခရီးသောဘဝနဲ့ကျင်လျရခဲ့တော့မိမိပိုင်ဆိုင်နေတဲ့ပစ္စည်းကိုတခိုးဓမြတပုံငကံများလူယူနိုင်ရင်မရှိပါမိမိအသက်အန္တရာယ်ဖြစ်လာအောင်မြည်သည့်ပုဂ္ဂိုလ်ကမှနှိမ့်ဆက်လို့မရဘူးအဲ့ဒီကဲ့သို့ခံစားရမယ့်အကျိုးတရားတွေမျှော်လင့်ပြီးတော့တပ္ပုရိသဒါန5မျိုးသူတော်ကောင်းတွေလှူတဲ့ဒါနမျိုးဖြစ်အောင်လှူကြပါလို့ကမ္ဘာရေနာမမေ့မလျော့မပေါ့မဆာသောတတိတရားဖြင့်တံပါဒေထမိမိတို့ကြီးမှန်သမျှ6 သိန်းကုန်ကြမဲ့သာသနာပိတ်မှန်ကြီးအတွက်တစ်ဖက်တစ်လမ်းကတတ်စွန်းသမျှကြုံကြိုက်တဲ့အခါမှာလူတန်းနိုင်ကြပါစေကုန်သတည်း